喂，就是说ဘောလုံးပွဲလေးကြည့်ကြမလား ဘောလုံးပွဲ အင်း အေးဘောလုံးပွဲတော့ငါစိတ်ဝင်စားတယ် အဲ့ဒါတောက်ဖွင့်လိုက်ပြီ အေးဖွင့်ဖွင့် ကျူးပါဘူး အေးဖွင့်မှာတော့ပြုပါလာဒီကတက်ခဲ့လို့ပစ္စည်းကြံရမယ်လေအေးပါတယ်လားပါ အောင်ဆောင် ဗျာကို ဒီ လေး ကားကိုတေချာစစ်ပြီးွားပြီလားသွားရမယ်ခီးကဝေးတယ်နော်တေချာလို့ ဟုတ်စစ်ပြီးပါပြီကိုလေးစိတ်ချပါဟဲ့ထူးထူး ဗါလေ မင်းကစစ်ပြီးတော့ဟုတ်ရလားကွာတေချာစစ်ခဲ့လားဒီမှာကျဲမင်းစစ်ခိုင်းတဲ့ကောင်လဲမျက်လုံးကတောက်တလုံးမြောက်တလုံးနဲ့ဒီလောက်ရွက်ဆောင်းနေတာမင်းကားပါလိုက်မင်းဆောင်းကုန်မယ်နော်ဟဲ့ ။အဲ့ဗတိမင်းပါစကားပြောတော့မင်းကားကြောင့်ဘယ်တော့နားနေလို့လဲ။မင်းမလိုက်ချင်မလိုက်နဲ့နေခဲ့ ဟဲ့မင်းခီးစီကိုငါတို့အလကားလိုက်တာမဟုတ်ပိုက်ဆံပေးပြီးလိုက်တာနော်မမနစ်လီယိုနေကြည့်ပြောတော့ ဖတ်တီငါလည်းရဒီမှာငါလည်းရဒီမှာဒီမှာခိုက်ပြောနေတာလေ အော်မူမူအောင်နင်းတော့ရွာတွေကတော့ပြောကုန်ပြီနော်နင်းသတိထားနေသတိထား ဟုတ်ပါဘူးကိုတို့တို့ရဲ့ဖတ်တီခီးသွားကြတယ်လားကတိနော်ပြဿနာမရှာနဲ့မောင်ဆောင် ။ဗျာမလေး ဒီပါစစ်ကြဘလို့ဆက်ဆံနေရလဲ ။ဟုတ်ကဲ့မလေး။မောင်ဆောင်မပါမလေး ဟွန်းကိုတို့တို့ ဗါလေ ပတ်စံနေကောက်ပြီးပြီလားလို့ ဘယ်ဘယ်တော့ကောက်ပါလဲ ခီးသွားတယ်ပတ်စံတော့ အကောက်ပြီးွားရကောက်ပြီးွားရ အေးတရားကမလျှော့ပေးနဲ့နော်ရှင်ကအားနာတယ်လို့ကျမပြောနေရတာဟွန်း ကားလေးပါလေးစစ်ခိုင်းအောင် ဩပြောပြီးပြီအခုပဲပြောနေတာ လမ်းမှာကားတစ်ခုပြီးပြီလူတွေသေးနေအောင်မယ် ဟဲ့အေးစံနင်ခီးသွားကြတယ်လားဒီဘလို့စကားတွေပြောနေတာလေ ငါနဲ့ဘာမှပြောဘူးဒီငါဒီကောင်ပြောနေတာလေ အော်လေပြောနေတာငါပါကြားရတယ်လေနတ်လေးပလေးနဲ့ဘာတွေပြောနေမှလည်းမသိဘူးခရီးသွားကြတယ်လာကြတယ်ဟဲ့နမိတ်မရှိနမမရှိတဲ့ နင်တို့ကလည်းဟာကို့ထုံးလေးပါလေကိုတန်ကြပါဦးနည်းနည်းပါပါ ကိုပြောရလဲဟိုပြောတော့အကုန်လုံးအစားတိုက်ရတာ